BMI 22ဖြစ်ပေမဲ့လည်းဘိုက်ဘူးဖင်ကောက်ဖြစ်နေရင်အဲ့ဒါကယနေ့ခေတ် modern view များရဲ့အမြင်အရာကဘောင်းမဝင်ပါဘူး။ဘာချင်းပင်ရဲ့အကြောင်းတရားအတွက်ဘောင်းမဝင်ပါဘူး။စိုက်မှလည်းဘောင်းမဝင်ပါဘူး။ဒါကိုဆိုလိုပါတယ်။ဒါဆိုကျွန်တော်က BMI နဲ့ပတ်သက်တဲ့အရာပြင်ပလက္ခဏာနဲ့အရာကျွန်တော်အောင်တယ်ပဲကျွန်တော် pass လုပ်တယ်။ဒါဆိုရင်အတွင်းဘက်ပေါ့နော်။အတွင်းဘက်ကိုကျွန်တော်စာပြီးသွားမယ်။စာပြီးသွားတဲ့အခါကျတော့ဒီ lipid profile နဲ့ပတ်သက်တဲ့အရာပေါ့အရင်ဆုံးစာပြီးသွားပါမယ်။ဒီတော့သွေးစီရမှာဖြစ်တဲ့အတွက်အတိအကျမှာပါမယ် fasting လုပ်ဖို့လိုတယ်။အစာကိုအနည်းဆုံး8နာရီ10နာရီခြားပေးရမယ်အတိအကျလေး။အဲ့တော့မနေ့မိုးလေးအဲ့ဒါထားလိုက်တယ်။ဆောင်းရှောင်းနေမှာဗျာရေပဲတောက်ဖို့ပြောထားတယ်။ဒီနေ့ကျလေးတောက်လိုက်မိတယ်လို့ဘာလို့ဆိုတော့ဒါကfasting ကို break ဖြစ်တယ်ဗျမရဘူးသွားတိုင်းတဲ့အခါကျရင် fasting မဖြစ်ဘူးကိုလိုချင်တဲ့အဖြစ်တိကျမှန်ကန်မှုမရဘူးပေါ့ဗျာဒါကိုဆိုလို့တာမိဆိုတော့အဒီချာလေးသဘောပေါက်အဒီချာလေးနားလေကိုမိသားစုမှာပဲဖြစ်ဖြစ်ကိုမိကျွေးငယ်ရင်းလေးမှာပဲဖြစ်ဖြစ်အားလုံးပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့စီရမယ်ဗာမယ်ဆိုရင်ည7နာရီတို့မ10နာရီနောက်ပိုင်းဘာမှဆရာတောက်တာမျိုးမလုပ်နဲ့တော့ခြေတစ်ခုကလွယ်ဘာမှမရတော့ဘူးမနေ့အဲ့ရထားရင်လည်းတွေးသွားဖောက်တဲ့အထိဘာတစ်ခုမှမရအောင်ရေရလွယ်ဒီကြလေးမှတ်ထားတွေးသွားဖောက်ပြီးရှင်းမယ်နော်အဲ့မှာကျွန်တော်က lipid ကိုစာပြီးကြည့်ပါမယ်ဗျအဲ့တော့ lipid ကထုံးစံအတိုင်းပဲအားလုံးနားလည်ထားတာက cholesterol ပေါ့ဗျကျန်တဲ့နားလည်ထားတာသွေးအဆီလို့ခေါ်တာဒါကိုကျွန်တော်စစ်ကြည့်တာပေါ့အဲ့ဒါကိုလေ O view ကဘယ်လိုပြပြထားတယ် modern view ကဘယ်လိုပြပြထားတယ်ဆိုတာလေးအတိအကျနားလည်အောင်ကြည့်တော့နားလည်ရင်ကိုကဘယ် view ဘက်ကလိုက်ကြည့်ပြီးဘယ်လိုနေတော့ကောင်းမလဲဘယ်လိုပုံစံနဲ့ပြုပြင်နေထိုင်ကြမလဲဆိုတာကောင်းကောင်းအတိအကျလေးသိရတယ်ဟုတ်ပြီလားအဲ့တော့နံပါတ်1ချက်အနေနဲ့က total လို့ခေါ်တယ် cholesterol ဒါကတော့ထုံးစံတိုင်းမှာပြအားလုံးပေါင်းတာ total ဖြစ်တာပေါ့ပြီးအောက်မှာက triglyceride လို့ခေါ်တယ်သွေးတွင်းမှာရှိနေတဲ့အဆီဒါကိုဆိုလိုတယ်နောက်တစ်ခုက HDL လို့ခေါ်တယ်အများကြီးတော့သူတွေကောင်း cholesterol ကြီးပေါ့ဗျာဒါတော့ HDL ဆိုတဲ့သဘောတရားကခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီကိုမိခန္ဓာကိုယ်ကဘလောက်ထုတ်ယူတုံးဆွဲနေလို့ဆိုတဲ့အကြောင်းအရာပြတာဒါ HDL နောက်တစ်ခုက LDL လို့ခေါ်တာပေါ့ဗျာဒါကတော့မသိရင်တော့တဲတဲ့ဘက်ကြီးပေါ့ဗျာတကယ်ကိုစိုးသွမ်းတဲ့မကောင်းတဲ့ cholesterol ကြီးလို့တင်စားကြတာများတယ်ဒါက O view ဘက်ကမြင်တဲ့အမြင် modern view ကမြင်တဲ့အမြင်က cholesterol ကြီး cholesterol ပါပဲဘာမှပြဿနာမရှိဘူး LDL ဆိုတာကခန္ဓာကိုယ်အတွင်းထဲကိုတည်ဆောင်သွားတဲ့အရာတွေ transporter တွေဖြစ်တယ်သူတို့မတည်ပြီးရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေ protein တွေအတဲကနေပြီးတော့အားလုံးဖိပြီးကာဗတ်လုပ်ပြီးတော့ထုတ်လုပ်ပေးလိုက်တဲ့အရာတွေခန္ဓာကိုယ်အတွက်အာဟာရတွေကိုတည်ပြီးမှလဲဆိုတဲ့မိကုမျိုးကဒီ modern view ဘက်ကရှိတယ်ဒီလိုပဲခန္ဓာကိုယ်မှာအသုံးပြုလိုက်တယ်အသုံးပြုပြီးတဲ့အရာတွေပြန်လဲစွန့်ထုတ်တယ်ဗျာအဲ့ဒါတွေပြန်လဲစွန့်ထုတ်တယ်တွေးတွေကနေအသေးတွေကိုပြန်လာတဲ့အသေးကမှတစ်ခါပြန်ပြီးလိုအပ်တဲ့လမ်းကြောင်းကိုစွန့်ထုတ်ဒါကို HDL လို့ခေါ်တယ်ဗျဒါလေးနားလည်ဘူးဆိုတော့ triglyceride ဆိုတာကမိမိရဲ့တွေးအတွင်းမှာဖြစ်ပြနေတဲ့ဘယ်မှသွားလို့မရတယ်ဗျပြောရရင်အစီကလည်းသွားလို့မရပိုသွားမရဒီသွားမရနဲ့တွေးထဲမှာတက်လာတဲ့အစီကိုဆိုလိုတယ်ဒါကို triglyceride လို့ဆိုလိုတယ်ဒါက O view နဲ့ modern view ပေါ်ကနေပြီးတော့ cholesterol ဆိုတဲ့အကြောင်းအရာအပေါ်မှာမြင်ရတဲ့အမြင်တွေဖြစ်တယ်ဗျာဒါဆိုစပါကျွန်တော်မှရှိရဲ့လက်ရှိပြနေတဲ့ cholesterol ရဲ့အခြေအနေပေါ့နော်ဒါကJanuary ပေါ့အခု26 January ထဲမှာပဲကျွန်တော်စစ်ထားတာဖြစ်တယ်ဒီကောင်းမျိုးတော့စပြီးကြည့်လိုက်မယ်ကျွန်တော်ရဲ့ cholesterol fasting ပေါ့ဗျာ cholesterol fasting မှာကျွန်တော်က2 to 3ရတယ်အဲ့တော့ H ကို high ပြတာပေါ့နော်2 to 3ဆို high ပြတာဟုတ်ပြီနော်ဒါလည်း high ပြတယ်သူက200ပေးထားတယ်200အောက်ဆိုရင် okay တယ်ပေါ့ဗျာ200အောက်ပေါ့ဆို high တယ်ဆိုတော့ကျွန်တော်2 to 3ဆိုတော့ကျွန်တော်များတော့ပေါ့ကျွန်တော် sorry ကျွန်တော်တက်နေတယ်ဟုတ်ပြီလား triglyceride ကိုကြည့်မယ် triglyceride မှာကျွန်တော်ကရထားတာက triglyceride မှာ95ရထားတယ်နော် triglyceride 95ရထားတယ်သူက150ပေးထားတယ်အဲ့တော့ဘာဝင်လဲပေါ့ဗျာပြောရင်အဲ့ဒီအချိန်မှာ HDL လို့ခေါ်တဲ့အရာကကျွန်တော်85ရထားတယ်သူက35အပေါ်လို့ပြောတယ်ဒါဆို okay တယ်ပေါ့ဗျာပြောရင်ဒါအချမ်းများနေကြည့်တော့ okay တယ်အဲ့ဒီလိုပဲ LDL မှာကျွန်တော်ကဘယ်လောက်ရထားလဲဆိုတော့134ရထားတယ်သူတို့ပြောထားတာက130အောက်ဆိုရင်ကောင်းတယ်ပြောတယ်အဲ့တော့ကျွန်တော် high ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီအကြောင်းအရာကိုကျွန်တော်တို့ဒီမှာအောက်ကအချိုးတော့ရှိတာပေါ့ဗျာဒါသူတို့ကတော့ဒီဘက်က O view ဆရာများကကြည့်တာက cholesterol နဲ့ HDL ratio ကိုသူတို့ကကြည့်တယ်ကျွန်တော် 2.2 ရထားတယ်အဲ့ဒီမှာဟုတ်ပြီ
ဆိုတော့ဒီနေရာမှာ overview ဘက်ကကြည့်ပေးမယ်အရင်ဆုံး overview ဆရာများကပြောတယ်အားဆရာဒါဆိုတော့မရဘူး cholesterol တွေများနေတယ် total လည်းများနေတယ်အောက်က LDL မှာလည်းများနေတယ်ဆက်တဲ့သဘောတရားပေါ့ဗျာပြပြသူက point something ကျော်သွားလဲ height ပြမှာပဲဗျာ point something နည်းသွားလဲ low ပြမှာပဲဒီပေါ်မှာတော့တိတ်ထွေထွေရင်ကုန်ရမရှိဒါလေးသိအောင်အရင်ဆုံးကြိုးပြီးပြောပြတာရှေ့အဖြစ်တွေသိရတဲ့အခါမှာဟိုသူက reference တွေပေးထားတယ်ဗျာအဲ့ဒီအပေါ်အောင်ရှိအရင်ကြီးမတုံ